Hello guys ဒီနေ့မှာတော့ဘာလဲ Sakura School မှာတရုတ်ဘာရှင်တောင်းတဲ့နေတွေကိုပြပြပြမှာဖြစ်ပါတယ်။အဲ့မှာအရင်ဆုံးချက်ဝင်လိုက်မယ်ပေါ့။ Google ထဲလည်းဝင်လို့ရပါတယ်။ပြီးလို့ရှိရင် state ထဲမှာဘာလဲတော့233 app download အဲ့ကိုရိုက်ရှာလိုက်မယ်။အပေါ်ဆုံးမှာကြာလာတဲ့ဥစ္စာကိုနှိပ်မယ်။နှိပ်ပြီးလို့ရှိရင်တစ်ချက်စောက်ပါမယ်။စောက်မယ်ပေါ့နော်စောက်နေနဲ့အမှပေါ်လာပါမယ်ပေါ်လာလို့ရှိရင်အဲ့ကိုနှိပ်လိုက်မယ်နှိပ်ပြီးတော့အမှဒေါင်းနေတူအလိုလိုဒေါင်းနေပါမယ်ရှင်ပြီးလို့ရှိရင်ဒေါင်းကအမှအဲ့ကိုမြင်မယ်မြင်အနှံ့နှိပ်လိုက်ပြီးတော့ပြပေါ်ဟောင်းနှိပ်လိုက်မယ်ပေါ့နော်ပြီးလို့ရှိရင်ဒီအပေါ်ဆုံးဟာကိုပြအောင်စောက်ရပါမယ်ရှင်အပြအောင်စောက်ရမယ်ပေါ့နော် Google ထဲမှာလည်းလုပ်လို့ရပါတယ်နော်မဆောက်သေးပါတယ်စောက်နေရပေါ့နော်တချို့ဟာရယ်ဆိုလို့ရှိရင်မရတာလည်းရှိရအဆက်ချင်းဆိုလို့ရှိရင်တော့မရပါဘူးရှင်နောက်မှကိုလောက်လာကျွမ်းသွားမှရပါမှာနော်တောင်းလို့ပြီးဆိုတော့အဲ့အောင်နှိပ်မယ်နှိပ်ပြီးလို့ရှိရင်ဒီချွေအဲ့ဒီဟာကိုဗာလဲနှိပ်လိုက်ပဲပေါ့နော်အဲ့ရတဲ့ပြအောင်စောက်ရပဲအဲ့ဒါနည်းနည်းတော့ကြာပါတယ်ရှင်စောက်နေပါမယ်စောက်နေလိုက်မယ်ပေါ့နော်တော်တော်လေးကြာရပေါ့နော်ဒီဥစ္စာလေးကဒီဟာကိုလောက်ရမှာကကြတော့စိတ်ရှည်မှရပါမယ်နော်ပြီးဆိုတဲ့တရားကိုအဲ့ဒီဟာကိုစောက်မယ်ရ open ပေါ်လာထိစောက်မယ်စောက်ပြီးလို့ရှိရင်အပြင်ထွက်လိုက်တော့ရပါပြီနော်အပြင်ထွက်လိုက်တာနဲ့ဓာတ်လေးပေါ်သွားပါမယ်ရပေါ်ကနေနှိပ်လိုက်ပါမယ်ရှင်နှိပ်လိုက်ပြီးတော့ချက်လေးစောက်ပါမယ်အဲ့မှာ stain ထဲမှာရိုက်ရှာလိုက်မယ်ပေါ့နော် Sakura School လို့ရိုက်ရှာလိုက်မယ်ပေါ့နော်ဒီမှာပေါ်လာရပေါ့နော် Sakura School ရိုက်ရှာလိုက်မယ်ပြီးလို့ရှိရင်ကိုလို့ရှိရင် Sakura School ကိုနှိပ်လိုက်မယ်ပေါ့နော်ပြီးလို့ရှိရင်အမှ down လိုက်ပါ bye bye